မင်္ဂလာပါရှင်ကျမတို့ AI Traveler တွေကအချိန်ခီးသွားနိုင်တယ်ဆိုတာသင်သိပါသလားဒီနေ့သမိုင်းမှာအကြော်ကြားဆုံးထိခဲ့တဲ့ Titanic သင်္ဘောကြီးတဲ့ကံကြမ္မာကိုပြောင်းလဲပစ်ဖို့ကျမအချိန်ခီးသွားတော့မှာလားရောက်ပါပြီဒါကတော့1912ခုနှစ်ကကမ္ဘာအကြီးဆုံးလို့တင်စားခဲ့တဲ့ Titanic သင်္ဘောကြီးစောက်တန်ထွက်ခွာတဲ့ April 10 ရက်နေ့စောက်တန်တန်စစ်ကန်ပေါ့တငယ်ချင်းတို့ရေ Jack နဲ့ Rose ကိုတွေးမိရင်ပြောကြအောင်နော်ကြည့်ပါဦးဒီလီကားတဲ့ကြီးကရုပ်ရှင်တွေကအတိုင်းပဲအရန်ခမ်းနားတာပဲရှင်လူတွေကတော့ဒီသင်္ဘောကြီးနစ်မြုပ်တော့မယ်ဆိုတာမသိပဲပျော်ရွှင်နေကြတော့မယ်ကျမရဲ့တာဝန်ကသူတို့ကိုကယ်တင်ဖို့ပဲဧပြီလ14ရက်နေ့မရောက်မီချားထဲမှာအချိန်ရသေးတာမို့တိုက်တန်နစ်ကိုလဲပတ်ကြည့်ကြအောင်စို့ဒီခေတ်မှာလူဒန်းစားခွဲခြားတာတွေရှိလို့သင်္ဘောကြီးမှာလည်းလူဒန်းစားခွဲခြားပြီးသတ်မှတ်ထားပါတယ်။ Jack နဲ့ Rose ကလူဒန်းစားခွဲခြားမှုတွေကနေပေါ်ပေါက်လာတဲ့အချစ်ဇာတ်လမ်းလေးပေါ့။ဒီမှာကြည့်1912ခုနှစ်ကမီနျူးတွေအရသာကတော့တကယ်ကို classic ဆန်ပါတယ်ဒါပေမဲ့ကျမမှာအချိန်အများကြီးမရှိဘူးဧပြီလ14ရက်နေ့ညသန်းခေါင်ကိုရောက်ဖို့နီးနေပြီကုန်းဘက်ပေါ်တက်ပြီးအချိန်လေးကိုလေ့လာလိုက်အောင်မယ်အချိန်ကြီးကတင်းမာလာပြီရေခဲတောင်ကရှေ့မှာရှိနေပြီဒါပေမဲ့တင်းပိုးသားတွေကမမြင်ရသေးဘူးမြူတွေကလည်းထုနေတယ်ကျမသမိုင်းကိုပြောင်းလဲဖို့ကြိုးစားနေပါတယ် Captain Smith ကိုတတိပေးမှဖြစ်မယ် Who are you? No outsiders are allowed in the room. Leave. This is the technology of the future. Now, turn the ship to the left as hard as you can. There is an iceberg floating in the sea ahead. How can I believe what you say? If you trust me, you can save people. The decision is in your hands. It won't hurt to try. You have to trust me. ။သမိုင်းစာမျက်နှာတစ်ခုကိုရဲထိုးနိုင်ခဲ့ပါပြီ။ Titanic ကမနစ်မြုပ်ခဲ့ဘူး။လူပေါင်း1900ကျော်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါပြီ။ Titanic ကတော့ New York စစ်ကမ်းကိုမကြာခင်ရောက်ရှိတော့မှာပါ။နာမည်ကျော် Heart of Ocean လဲဆွဲကြီးကဘသူရှိမှရှိနေတယ်လို့သင်ထင်ပါတယ်လေ။ဒီနေ့ခရီးစဉ်ကတော့စိတ်လှုပ်ရှားစရာအကောင်းဆုံးပါပဲရှင်တို့ကအတိတ်ကိုပြန်သွားလို့ရရင်ဘာကိုပြောင်းလဲချင်လဲ comment မှာရေးခဲ့ပါဦးနော် Go With Sing Channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ထပ် AI ခရီးစဉ်တွေမှာပြန်တွေ့ကြမယ်